ကယ်၍ကျွန်တော်သဘောကျတဲ့အရာတွေကိုမလုပ်ဖြစ်ခဲ့ရင်အနာဂတ်မှာနောက်တရနေမလားပဲအဲ့ဒါကြောင့်သဘောကျရတဲ့အများကြီးထဲကမှလောက်ခွေရတဲ့မြတ်ကိုတော့အကောင်းဆုံးလုပ်ကြည့်ခြင်းတည်းတယ်စူးစမ်းကြည့်ခြင်းတည်းတယ်လူတွေပြောမှကြောက်လို့ရှုံးလိုက်တော့မှစိုးရိမ်လို့ကျွန်တော်တကယ်လုပ်ချင်တဲ့အရာကိုမလုပ်ဘဲနေလိုက်ရင်ပျော်ရွှင်ကြည်နေနိုင်မှာတဲ့လားတကယ်ကြီးမလုပ်နိုင်တဲ့ခါကျမှကျွန်တော်အသက်40-45ရောက်တဲ့ခါကျမှငါတီတောင်ကိုတက်နိုင်ရတာနဲ့မတက်ခဲ့ရပါလားဆိုတဲ့နှောင့်တရတဲ့စိတ်နဲ့ကျွန်တော်အပြစ်တင်နေလောက်တယ်လူတွေပြောဆိုတော့လဲဘာဖြစ်ပါလဲနောက်တစ်ချိန်ပြန်ဆက်ရောက်ပဲပေါ့မဟုတ်ဘူးလားလုံနိုင်စွမ်းရှိတဲ့ရွာမလို့ဘာကိုကြောက်နေရမှာလဲဒီနေ့ရက်တည်ပြီးလို့အနာဂတ်ကငါနဲ့တွေ့တဲ့အခါတအားကြီးမအောင်မြင်ခဲ့ရင်တောင်လှုပ်ဖြစ်ခဲ့တဲ့လှုပ်ကြည့်ခဲ့တဲ့အတိနဲ့တင်ရှင်းတန်ရတာကျင်းနေမယ်ထင်တယ်အခုကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတို့ကလည်းကျွန်တော်တို့ရဲ့တိုက်ကိုကျွန်တော်တို့လိုက်ပြင်လို့မရပါနဲ့ကျွန်တော်တို့ရဲ့အနာဂတ်ကိုတော့ကျွန်တော်တို့လိုပုံသွင်းလို့ရတယ်ဆိုတာမမေ့ပါနဲ့ဗီဒီယိုကိုဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye